မင်္ဂလာပါခင်ဗျာဒီနေ့မှာမြန်မာနိုင်ငံသမိုင်းထဲကအရေးကြီးဆုံးခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုမျှဝေချင်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းကို1915ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့မှာမကွေးတိုင်းနတ်မောက်မြို့မှာမွေးဖွားခဲ့ပါတယ်ငယ်ရွယ်စဉ်ကတည်းကတွာလာဖော်ရွေပြီးစာတက်ကျွမ်းကျင်သူတဦးဖြစ်ခဲ့ပါတယ်သူဟာရန်ကုန်တက္ကသိုလ်မှာပညာသင်ကြားစဉ်ကျောင်းသားလှုပ်ရှားမှုတွင်တက်ကြွစွာပါဝင်ခဲ့ပြီးမြန်မာနိုင်ငံလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရန်စိတ်တက်ကြွခဲ့ပါတယ်1940ခုနှစ်တွင်သူနှင့်အတူအမျိုးသားရဲဘော်30ဦးကိုရဲဘော်3ကျိပ်ဟုခေါ်ကြပြီးဂျပန်နိုင်ငံတွင်စစ်ရေးလေ့ကျင့်ခဲ့ကြသည်1941ခုနှစ်တွင်မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်ကာဗမာလွတ်လပ်ရေးတပ်မတော်ဘာယာကိုဖွဲ့စည်းခဲ့သည်အရင်ပိုင်းတွင်ဂျပန်နှင့်ပူးပေါင်းခဲ့တော်လဲနောက်ပိုင်းတွင်ဂျပန်တို့၏ကိုလိုနီအုပ်ချုပ်ရေးကိုမကျေနပ်သဖြင့်မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာဖက်စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကိုဦးဆောင်ခဲ့သည်1948ခုနှစ်ဇန်နဝါရီလ29ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းသည်အင်္ဂလန်နိုင်ငံရှိလန်ဒန်တွင်ဗြိတိန်အစိုးရနှင့်အောင်ဆန်းအတ္တလီသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်ထိုစာချုပ်သည်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အရေးကြီးဆုံးအဆင့်တစ်ခုဖြစ်ခဲ့သည်ဒါအပြင်1948ခုနှစ်ဖေဖော်ဝါရီလတွင်ရှမ်းကချင်ချင်းတိုင်းရင်းသားခေါင်းဆောင်များနှင့်ပင်လုံတွင်ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်ဤစာချုပ်သည်တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးအတွက်အခြေခံတည်ဆောက်ပေးခဲ့သည်သို့သောဝမ်းနည်းစရာကောင်းစွာ1948ခုနှစ်ဇူလိုင်လ19ရက်နေ့တွင်ရန်ကုန်မြို့အတွင်းအစိုးရအဆောက်အုံတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူဝန်ကြီးများအားတပ်ဖြတ်ခံခဲ့ရသည်ထိုနေ့ကိုယနေ့တိုင်အာဇာနည်နေ့ဟုသတ်မှတ်ထားသည်ဗိုလ်ချုပ်အောင်ဆန်းသည်လွတ်လပ်ရေးအတွက်အသက်ပေးသွားသူသမိုင်းဝင်ခေါင်းဆောင်တဦးဖြစ်သည်သူ၏ရဲစွမ်းသတ္တိခေါင်းဆောင်မှုနှင့်နိုင်ငံအပေါ်ချစ်မြတ်နိုးမှုသည်ယနေ့ထိလူမျိုးအလုံး၏စိတ်ထဲတွင်ရှိနေဆဲဖြစ်သည်ဗိုလ်ချုပ်အောင်ဆန်းကိုနိုင်ငံတော်ဖခင်ဟုလည်းခေါ်ကြသည်